ဘလုတ်ကောင်းနေမှာ protein တွေအများကြီးပါတယ်လို့ပြောမိပေမဲ့လေတစ်ဖက်မှာလည်းကျွန်တော်တို့ဘလုတ်ကောင်းရဲ့ဓာတ်ဆိုင်အချမ်းကိုကျွန်တော်တို့တွားကြည့်အောင်တကယ်တော့ဘလုတ်ကောင်းနေဆိုတာဆိုအင်္ဂလိပ်လို့ဆိုရင် ship 1လို့ခေါ်တယ် ship 1ဆိုတာကသင်္ဘောပိုးကောင်ပေါ့ဗျာဘာလို့သင်္ဘောပိုးကောင်လို့ဆိုလဲဆိုရင်ဆိုအရင်တော့သင်္ဘောတွေကတစ်သားနဲ့လောက်တာဆိုတော့အဲ့ကောင်နဲ့တစ်သားစားရည်သိမလားဒါရပါတော့ဆိုတော့တကယ်တော့အဲ့ဘလုတ်ကောင်းလေးက VBV Molex လို့ခေါ်တဲ့ခရုကမာမျိုးနဲ့ဝင်နေဖြစ်တယ်ဆိုတော့ပိုးကောင်လို့ခေါ်လာတဲ့ဆိုင်ရင်ကျွန်တော်တို့ဒီခရုကမာတွေနဲ့ဆိုတော့မျိုးသွားတော်တယ်ပေါ့ဗျာထားလိုက်ပါတော့ထူးခြားတာအဲ့အကောင်လေးကိုကျွန်တော်တို့ South East Asia မှာစားတာမှာချက်ပြီးစားတာမဟုတ်စိမ်းစားတာဆိုတော့ဘယ်နိုင်ငံတွေစားတော့ဆိုတော့ဖိလစ်ပင်းပြီးရင်ကျွန်တော်တို့အင်ဒိုနီးရှားပြီးရင်ကျွန်တော်တို့မြန်မာပြီးရင်ကျွန်တော်တို့ထိုင်းစားတဲ့နိုင်ငံတွေစားကြတယ်ပြောကြတယ်ဆိုတော့ protein တွေအများကြီးပါတယ်မှန်တယ်ဘလုတ်ကောင်မှာ protein ဓာတ်တွေ zinc ဆိုတဲ့ကျွန်တော်တို့သံဓာတ်တွေပြီးတော့ vitamin B12 စားတဲ့ဓာတ်တွေပါတယ်အဲသို့တော့ကျွန်တော်တို့သတိထားမှာအဲ့ဘလုတ်ကောင်တွေနေတဲ့နေရာဒီကောင်တွေတစ်သားကိုစားတဲ့ကောင်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုတော့တစ်သားမှာပါတဲ့ cellulose လို့ခေါ်တဲ့ဓာတ်တစ်မျိုးဆိုတော့အဲ့ဒီကောင်သူတို့ဗိုက်ထဲရောက်ရင်အစာချက်ဖို့အတွက်သူတို့ဗိုက်ထဲမှာကျွန်တော်တို့ထူးပြလုပ်ထားတဲ့ဘက်တီးရီးယားတွေမျိုးစားပေါင်းအများကြီးပါတယ်ပြောရတော့ဘက်တီးရီးယားတွေအများကြီးပါတာပေါ့ဗျာဆိုတော့ဒါကသူတို့ဗိုက်ထဲကဘက်တီးရီးယားတွေပြီးတော့သူတို့နေတဲ့နေရာရဲ့ပတ်ဝန်းကျင်မှာမူတည်ပြီးတော့လေသူတို့ခန္ဓာကိုယ်မှာဆိုတော့ကဘာပိုးတွေဆိုဘက်တီးရီးယားတွေအများကြီးရှိနေနိုင်သေးဆိုတော့ဒီလိုမျိုးကျွန်တော်တို့ကအစိမ်းစားလိုက်မယ်ဆိုရင်ကျွန်တော်ထင်ထားတဲ့ protein တွေဘာတွေမကောက်ဘက်တီးရီးယားတွေအများကြီးကျွန်တော်ခန္ဓာကိုယ်ကိုရောက်သွားမယ်တမန်သီးညစ်စားမယ်ငြုပ်သီးထည့်စားမယ်ဆိုတော့တမန်သီးနဲ့ငြုပ်သီးရဲ့အကျိုးကျေးဇူးကြောင့်တော့ဆိုတော့ဘက်တီးရီးယားအနည်းငယ်ကိုဖယ်ရှားနိုင်ပေမဲ့ဒါပေမဲ့အလုံးစုံကိုဖယ်ရှားနိုင်မှာမဟုတ်ဆိုတော့ကျွန်တော်တို့သိထားမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဘလို့ကောင်တခြားတန့်စင်ပြီးစေးကြောပြီးတော့ချက်ပြုတ်ပြီးတော့မစားဘူးဆိုရင်ကျွန်တော်တို့ကအခင်းမတင်အစာစိတ်တင်တာတွေဝမ်းလျှောတာတွေဖြစ်နိုင်တယ်။ဘာဖြစ်လို့အစာအစိတ်တင်လဲဆိုရင်ပင်လယ်စာလေးဖြစ်တာတကြောင်ပြီးရင်အဲ့ဒီကောင်တွေနေတဲ့နေရာကထားပါတော့ဗျာတမောချင်းတွေဆိုတော့လူနေရက်ွက်တဲ့နီးတဲ့အမိုက်ပုံတွေပြည့်နေတဲ့ရေစက်တွေတင်မလားဆိုတော့အဲ့လိုနေရာတွေမှာနေတဲ့အကောင်လေးဆိုရင်အဲ့ဒီအမိုက်တွေကနေထွက်လာတဲ့ကာမီကေတွေတောက်စစ်တွေကကျွန်တော်တို့အဲ့ဒီအကောင်လေးမှာကျွန်တော်တို့ဒါပျော်ဝင်းနေနေပေါ့လို့ပြောရမှာပေါ့ထားပါတော့ဆိုတော့အဲ့လိုပျော်ဝင်းနိုင်တဲ့အလျောက်မလို့ဒီကောင်တွေကိုစားခြင်းဖြင့်အစာအစိတ်တင်စေနိုင်တယ်ဆိုတော့ကျွန်တော်တို့ကဘလုတ်ကောင်တိုင်းကိုကျွန်တော်တို့ကဒီလိုမျိုးလက်လွတ်စပယ်ကြီးအဲ့လိုတွေ့ရအစိမ်းစားနေတာတဲ့စားရင်တရားစီကြောတန်နေပြီးတော့အစိမ်းဆိုတာတဲ့ချက်ပြီးစားတာတော့ပို့ပြီးတော့တင့်တော်မယ်ထင်တယ်ဆိုတော့မစားလို့မရဘူးလို့ကျွန်တော်ပြောတာမဟုတ်ပါဘူးဒါပေမဲ့အခက်မတင်လူမျိုးဖြစ်သွားနိုင်တယ်ဆိုတော့ပြပြတယ်ကျွန်တော်တို့ကတချို့အကြောင်းအရာတွေကြတော့ကျွန်တော်တို့ကအရင်ဖင်ပိတ်ညင်းလို့မသိဘူးဗျာသိမလားတချို့ကရှိတယ်ဗျာအရင်ဖင်ပိတ်ညင်းတယ်ဗျာသိမလားအချက်အလက်နဲ့မဟုတ်ဘဲနဲ့ဗျာငါတို့တစ်သက်လုံးစားလာတာငါတို့တမျိုးနဲ့လုံးစားလာတာဘာမှမဖြစ်ပါညာမဟုတ်ပါတယ်ဘာမှဖြစ်မှာမှန်ပါတယ်ခင်ဗျားတို့ကျမကြီးကောင်းနေတယ်ခင်ဗျားတို့ဘာမှဖြစ်မှာမဟုတ်ဆိုတော့ဖြစ်နိုင်တယ်ဆိုတော့ပြပြတာဒါကိုလက်ခံနိုင်ရပြီဟုတ်တယ်မလားဆိုတော့လောက်ပါပဲခင်ဗျားတို့စားချင်လားမစားချင်ဘူးလားဒါမှမဟုတ်ဘလို့ထင်လဲခင်ဗျားတို့မြင်နေဦးအောက်မှာပြောခဲ့လို့ရတယ်ဆိုတော့လောက်ပါပဲ line follow လုပ်ပါကျေးဇူးတင်ပါတယ်စုံဒီကြည့်ရှုပေးတဲ့သူတယောက်ချင်းစီအကုန်လုံးကို